အခုခေတ်ကလေမိန်းမတွေကယောက်ျားရွေးချယ်တဲ့ခင်မဟုတ်ဘူးယောက်ျားတွေကမိန်းမတွေကိုရွေးချယ်တဲ့ခင်အခုခေတ်ကသူတို့မိခိုရတဲ့မိန်းမတွေကိုသူတို့ကရှာယူတာယောက်ျားတွေကသူတို့မိခိုရတဲ့မိန်းမဖြစ်ရင်ဖြစ်မဖြစ်ဘူးဆိုရင်ကိုထမင်းကိုရှာစားပြီးသူတို့မရလို့အဲ့လိုမိန်းမမျိုးတွေကိုယောက်ျားတွေကကြိုက်တာသူတို့ကရှာဖွေကျွေးမွေးရမယ်သူတို့ကတောင်းဝင် 100% ယူရမယ်ဒီမိန်းမကပတ်စံမရှာနိုင်ဘူးဆိုအဲ့လိုမိန်းမမျိုးဆိုသူတို့တွေကမယူခြင်းဘူးရှင်အဲ့လိုမိန်းမမျိုးဆိုရီးစားအနေနဲ့သာတွဲရင်တွဲမယ်မယူခြင်းဘူးရှင်သူတို့ကမိခိုရမယ်ဆိုတဲ့မိန်းမမျိုးဆိုသူတို့ကအကြိုက်ပဲယူခြင်းတာရှင်ဒါမှမဟုတ်ကိုထမင်းကိုစားပြီးသူတို့မရလို့မယ်ဆိုသူတို့ကယူခြင်းတာဖြစ်ရှင်ကျမအဖေတို့လိုလက်ထက်ကဟိုအရင်ခေတ်ကလက်ထက်ကလိုမျိုးတော့မိန်းမတယောက်ကိုယူပြီးရှာဖွေလောက်ကင်ကျွေးမွေးခြင်းနဲ့ယောက်ျားခက်ရှားရှားရှင်းရှာဖွေလောက်ကင်ကျွေးမွေးခြင်းနဲ့ယောက်ျားကအရန်ရှားဝိုင်းအကယ်လို့ကိုယောက်ျားကဟိုတကယ်ကိုရှာဖွေကျွေးမွေးနေတယ်ဆိုရင်တော့တကယ်ကျေးဇူးတင်လိုက်အဲ့လိုယောက်ျားမျိုးကအခုခေတ်မှာရန်ရှားဝါပဲအခုခေတ်ကောင်တွေကမိန်းမအောင်မိကိုကျင်တဲ့ကောင်တွေကြီးပဲမိန်းမအောင်မိကိုကျင်တဲ့ကောင်တွေကြီးပဲအရင်ခေတ်ကမိန်းမတွေကလည်းအိမ်မှုကိစ္စလုပ်ယောက်ျားဝေးရဝေးစားလုပ်ရင်သူတို့တာဝန်ပြီးပြီအခုခေတ်ကမိန်းမတွေကအရန်တနာဖို့ကောင်းတယ်အိမ်မှုကိစ္စလုပ်ယောက်ျားတာဝန်လုပ်တာဝန်တွေအကုန်ယူတဲ့ပြင်ပတ်စံလည်းရှားသေးတာတော့ပတ်စံမရှာရင်လည်းအဆင်မပြေဘူးတော့အခုခေတ်ကမိန်းမတွေကလည်းယောက်ျားယူရင်ဘန်10ဘန်လောက်ရှုံးနေကိုထမင်းကိုရှာစားပြီးတော့ကျမညမတွေကိုကျမမှာပြီးတော့ကိုထမင်းကိုရှာစားပြီးလင်ယူဖို့တော့မစင်းစားနဲ့ဒါပေမဲ့ကိုပတ်စံရှာရဲဆိုတော့ကိုစိတ်လုံခြုံမှုရှိဖို့ကိုပတ်စံသုံးမှုဖြုံးဖို့နော်ကိုစိတ်ချမ်းသာတာဝယ်ဖို့ချမ်းဖို့ကိုလိုချင်တာလှူဖို့အတွက်ဆိုရင်တော့ရှာဒီကောင်ကြီးကိုယူပြီးတော့ကိုထမင်းမှာသူကကိုရှာမကျွေးလို့ကိုထမင်းကိုရှာစားရမယ်ဆိုရင်တော့မယူနဲ့လို့ကျမကပြောပြီးသားကျမညီမတွေကိုကျမဆုံးမထားပြီးသားအမလီကျမတို့ကတိလားမိန်းမဝါဒီသမားတော့မဟုတ်မိန်းမတွေကိုကျမတို့ကမိန်းမတွေရဲ့ခံစားချက်ကိုကျမကနားလည်ပြီးသားအခုခေတ်ကအဲ့လိုမျိုးဟိုမိန်းမရဲ့အိမ်မှာပဲနေပါထမင်းဟင်းမဲ့ချက်ရွှေမွေးမိမနောက်လက်မေးမိမနောက်အိမ်မှာပဲအေးအေးဆေးဆေးလေးနေပါကိုရှာကျွေးပါမယ်ဆိုတဲ့ယောက်ျားမျိုးကအရန်ရှားနေပြီးတိလားအရန်ရှားနေပြီသူတို့မိခိုရမဲ့ယောက်ျားမိန်းမတွေကိုပဲသူတို့ကပို့ပြီးတော့ယူချင်တာတိလားအဲ့တော့အဲ့လိုမျိုးယောက်ျားတွေကအခုမိန်းမတွေကိုတေချာစနစ်တကျရွေးချယ်တဲ့ခေတ်ဖြစ်နေပြီးမိန်းကလေးတွေကရွေးချယ်တဲ့ခေတ်မဟုတ်တော့ဘူးဒါပေမဲ့မိန်းကလေးတွေကတော့အလုပ်တော်လုပ်ရမှာပဲဘာလို့လဲဆိုတဲ့အခါကျတော့ကိုဘဝရက်တီဘူးသူတို့ဘလောက်ပဲကိုချစ်လို့ရှာကျွေးပါတယ်ပြောခုနကျမပြောတော့ကိုသုံးချင်တာသုံးမယ်ကိုဆွဲချင်တာဆွဲမယ်ကိုလှူချင်တာလှူမယ်ကိုလှုပ်ချင်တာလှုပ်ဖို့အတွက်ကတော့မိန်းမတွေကပတ်စံရှာမှာပဲယောက်ျားတွေရှိကလက်ဖြန့်တောင်းနေဆိုတာအိမ်အောင်သက်နူးတဲ့အချိန်မှာတော့တရားကောင်းတရားပဲမဲ့အိမ်အောင်သက်ရင်ဝိုင်းအသက်40 50ဆိုရင်တရားကျမတရားတော့မှလေအဲ့တော့ကိုပတ်စံတော့ကိုသုံးနိုင်အောင်တော့ကြိုးစားကြပါအားလုံးကျေးဇူးတင်တယ်